ဒါလေးကအင်္ဂါမနဲ့ဗုဒ္ဓဟူးမနဲ့ပေါ့အဲ့လိုမနဲ့နှစ်ကြိမ်မှာကနန်းလေးလုံးစီနီယံရေးလိုက်တာနော်1 2 3 4ဆိုပြီးအဲ့လိုမျိုးကနန်းလေးလုံးစီနီယံရေးပြီးရင်လည်း तू ကနောက်ပွဲမှာဘာဖြစ်လဲဆိုဒီကနန်းလေးလုံးအခွေဘူးကြတယ်အဲ့ဒါလေးတစ်ချက်ကြည့်ရမယ်အင်္ဂါမနဲ့ဗုဒ္ဓဟူးမနဲ့1 2 3 4ကနန်းလေးလုံးစီနီယံရေးပြီးရဆိုရင်နောက်ပွဲမှာ6ခွန်8 9အခွေဖြစ်တယ်60ခွန်69လို့ပါပေါ့နော်နောက်တစ်ခါတည်းမှာဖြစ်တယ်9 6ခွန်8ဆိုပြီးတနင်္လာအင်္ဂါမနေ့ပိုင်းမှာကနန်းလေးလုံးစီနီယံရေးလိုက်တယ်ပြီးရင်သူ6ခွန်8 9အခွေနဲ့89လို့ပါဖြစ်တယ်80ခွန်လို့ပါဖြစ်တယ်ဆိုတော့အဲ့ဒါရှားတော့ရှားပါပါလေဒီမှာတစ်ချိန်ဖြစ်တယ်အင်္ဂါမနေ့နဲ့ဗုဒ္ဓဟူးမနေ့မှာ1 2 3 4စီနီယံကနန်းလေးလုံးရေးပြီးရတဲ့တပြိုင်နက်နောက်ပွဲမှာ6ခွန်8 9အခွေ98 96ဒီမှာတစ်ခါထပ်ဖြစ်တယ်2 3 4 5ဆိုပြီးကနန်းလေးလုံးစီနီယံဖြစ်တယ်ပြီးရင်နောက်ပွဲမှာ6ခွန်8 9အခွေနဲ့ကြာတယ်ဒီပွဲမှာလည်းဒီမှာ8 9 3 1နော်8 9 3 1အဲ့လိုကနန်းလေးလုံးစီနီယံရေးပြီးရတဲ့တပြိုင်နက်6ခွန်8 9အခွေနောက်ပွဲမှာလာကြတယ်ဒီမှာတစ်ချိန်ဖြစ်တယ်2 3 4 5ကနန်းလေးလုံးစီနီယံဖြစ်တယ်အင်္ဂါမနေ့နဲ့ဗုဒ္ဓဟူးမနေ့မှာအဲ့လိုဖြစ်ပြီးနောက်ပွဲမှာ तू က6ခွန်8 9အခွေဆိုတော့လာ98 86 96အခုဒီပွဲပေါ့3 4 5 6ဆိုပြီးကနန်းလေးလုံးစီနီယံအင်္ဂါမနေ့နဲ့ဗုဒ္ဓဟူးမနေ့မှာဖြစ်ပြီးရဲ့ဆိုနောက်ပွဲမှာ तू ကအဲ့ဒီ6ခွန်8 9ဆိုတဲ့အခွေပေါ့အဲ့ဒါလေးဖြစ်ဖို့ရှိတယ်ပြီးတော့ तू ကဒီနားလောက်ကနေ तू ဖြစ်နေတာပေါ့လာတော့မနေတော့တစ်နှစ်ဝန်းကျင်လောက်ဖြစ်ပြီ6ခွန်8 9အခွေ98 96 96 86 88 90ခွန်98နောက်ပွဲမှာ69 86နောက်ပွဲမှာ9ဘူးနောက်တစ်ပွဲမှာ60ခွန်86နောက်ပွဲတွေမှာလည်း60ခွန်96 86ဒါ6ခွန်8 9အခွေသွားနေတဲ့ပုံစံပေါ့နောက်ပွဲမှာလည်းဒီတိုင်းပဲ98 86 60ခွန်နောက်ထပ်တစ်ပွဲ86 98 96နောက်တစ်ပွဲ96 89ဒီပွဲမှာအခုဒီလာမဲ့ပွဲမှာဒီ6ခွန်8 9ဆိုတဲ့အခွေအဲ့ဒါလေးရက်ကလည်းတိတ်ကြမ်းတော့ဘူးဝေးထိုးနေဆိုရင်အဆင်ပြေတော့